အားလုံးပဲမင်္ဂလာပါကျွန်တော်မအားရနဲ့မတင်ဖြစ်ဘူးနော်ဒီတစ်ခါကျွန်တော်အချိန်နည်းနည်းလေးရတယ်နဲ့ကျွန်တော်ဒီလာမဲ့16ရက်နေ့အတွက်ကျွန်တော်ပြန်လှည့်ပြီးတော့မှတင်ပြပေးမယ်โอเคကျွန်တော်အမြန်နည်းနဲ့တက်ပြလိုက်မယ်နော်ဒီအထင်းနဲ့လေးပေါင်းကကိုချောင်းနဲ့ပေါင်းကတော့ရှစ်သူများနဲ့ခွန်ပေါင်းကတော့ခွန်အစုံဒီတစ်ခါအထင်းနဲ့နောက်ပိတ်ပေါင်းရင်ချောင်းဖြစ်ပါလားချောင်းဖြစ်နိုင်ပါမလားအဲ့ဒါကိုပေါ့နော်ဟုတ်ပြီနောက်တစ်ခါကျွန်တော်အမြန်ရေးတက်မှာနော်ချစ်စကြည့်မယ်ဒီမှာကျွန်တော်ဒီပေါ်ဝါနဲ့ယူလိုက်မယ်နော်ခုနဲ့တည်းအောင်ခွန်ဆိုလို့ရှိရင်နဲ့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာနဲ့ဆိုပြီးလာတယ်နဲ့နော်နောက်တစ်ခါကိုနဲ့ခွန်ဒီမှာနော်ကိုနဲ့ခွန်နဲ့ပေါင်း6ဆိုလို့ရှိရင်တဲ့6ဆိုလို့ရှိရင်တဲ့အဲ့တော့ဆိုလို့ရှိရင်6ပါတယ်နော်ဒီမှာ6နဲ့9ဆိုပြီး6ပါတယ်နောက်တစ်ခါ6နဲ့ပေါင်း8ဆိုလို့ရှိရင်3 83ဆိုတော့63ဒီမှာ3ပါတယ်နောက်တစ်ခါ9နဲ့6ပေါင်း1ဆိုရင်တော့6အမှ16ဆိုပြီး6ပါတယ်နော်နောက်တစ်ခါဒီမှာ10နဲ့6ပေါင်း4ဆိုလို့ရှိရင်9မှာ3ဆိုပြီး9ပါတယ်နော်နောက်တစ်ခါဒီမှာ3နဲ့ပေါင်းတော့3ပဲဟုတ်လား3နဲ့ပေါင်း3ဆိုလို့ရှိရင်5ပြီးအနေပြီးတော့5တိလေး5ပါတယ်နောက်တစ်ခါ9နဲ့ပေါင်း6ဆိုလို့ရှိရင်တဲ့6တဲ့နဲ့ဆိုပြီးနှလုံးပါတယ်နော်နောက်တစ်ခါ6နဲ့ပေါင်း9ဆိုလို့ရှိရင်နဲ့ဘာလာတော့ခွန်ဒီလာမဲ့ဒီအတွက်လာမဲ့ဒီအတွက်ကတော့3နဲ့ခွန်ပေါင်းခွန်ပါခွန်နဲ့ဟုတ်ပြီနော်ဒါတော့ခွန်နဲ့တမျိုးဒါဆိုရင်ကျွန်တော်တို့ခွန်နဲ့ကီးနော်နေခွန်ကီးဟုတ်ပြီအဲ့ဒါဆိုတော့ခွန်ကီးတမျိုးရပြီကျွန်တော်အဲ့ဒါဆိုကျွန်တော်တို့တမျိုးထပ်ပြမယ်နော်နဲ့ထပ်ပြမယ်ဆိုတော့ဟုတ်ပြီဒီဟာထပ်မရေးတော့ဘူးနော်ဒီဟာအတိုင်းပဲပြန်ယူလိုက်တော့မယ်ရေးလိုက်ရင်ကြာတော့ဒီခုနက6 3လုံးပေါင်းလိုက်ရင်ဘယ်လောက်တော့3တက်သေးတာကနှစ်3တက်ကြည့်တာက4နှစ်လေးမသလုံးပါမယ်ဆိုပြီးနှစ်နော်အဲ့ဒါဆိုတော့ကိုခုနှစ်ဆိုပြီးမှနှစ်လာတယ်နော်နောက်တစ်ခါကိုခုနှစ်ကိုရှစ်ထက်သေးတာကခွန်စစ်တကြည့်တာက9ရစင်6နဲ့9ဆိုပြီး9လာတယ်ဟုတ်လားဒီတိုင်းနေကျွန်တော်နည်းနည်းမိတ်တယ်
the pincho la mativo. Okay, the time I told you, Lemon. You know, a jan toy that she did the shown, you know. Can I need you to be made, you know, a jan toy they have in a machine. Okay, kuna di dia chalamen on di gong ata show ni lo cho di ma ti ne pian pian be me kuna ata show ni lo ti ne pian pian be me so loကျွန်တော်တို့ပြန်နေစားကြည့်မှာတော့ okay ဒီမှာနော်ဒီခုနငယ်ရှော့ဒီတုံးလုံးအဲ့ဒီသုံးလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်3နော်3ဆိုတော့3တတိရနဲ့3တကြီးရ4ဆိုပြီးတစ်လုံးလာမယ်ဆိုတော့9ခုနဲ့ဆိုပြီးဒီမှာ9ခုနဲ့ဆိုပြီးဒီမှာနဲ့လာတယ်နော်ကဲနောက်တစ်ခါဒီမှာပြင်ကြအောင်မယ်နော်6နဲ့9 6နဲ့ပေါင်း8ကိုပေါင်းခုနဲ့တေးတာက6ခုနဲ့ကြီးတာက8ဒီမှာတော့ဆိုလို့ရှိရင်နဲ့ဒီမှာဆိုလို့ရှိရင်ဘာလို့963ဒီမှာ6 okay နော်နောက်တစ်ခါဒီမှာတကြည့်မယ်666မှာ6နဲ့စနစ်3ည10ဒီမှာသူများရဲ့အောက်ဆိုလို့ရှိရင်9သူများရဲ့အထက်ဆိုလို့ရှိရင်1ဟုတ်ပြီနော်9တက်ဆိုပြီးသူများ9ဒီမှာနော်9ဒီနောက်တစ်ခါ9တက်4ဒီမှာလည်းသူများပဲ9တက်4သူများနော်Oh, sorry. Hola, channel send it over money. Channel send it ship on to me money. The mallet to me to me here on my go to your chama. The resolution chat in his video. Okay, no. Okay, darling, my body, darling, the car. To me, come. 94လေးသေးတာက3တကြီးတာက5အဲ့ဒါဆိုလို့ရှိရင်ဘာကီးတဲ့ရပြီတော့ကျွန်တော်တို့က3ကီးဟုတ်ပြီနော်ဒါဆို3ကီးဆိုရင်ကျွန်တော်ပြောတယ်ကျွန်တော်မဲရန်ကင်လေးရှိတဲ့ဒီသွေးစိတ်တနည်းရှိတယ်ဒီဟာကြတော့ဒီမှာတော့ပြန်မယ်အရင်တစ်ပတ်က6တက်နဲ့ဒီမှာတက်3တက်ဒါပုံသေးပဲပုံသေးတက်3တက်ပေါင်းလိုက်နည်းနည်းတက်ပေါင်း3တင်းတဲ့ပေါင်း4ပေါင်းခုပေါင်း9ပေါင်းနဲ့အပေါင်း5ဆိုပြီးတော့မှဒီမှာခုနှလုံးပါတယ်ဒီ6လုံးထဲမှာတစ်လုံးတော့ပါပြမယ်သို့မဟုတ်နှလုံးသို့မဟုတ်3လုံးများတော့ဖြစ်တော့တစ်လုံးနှလုံးပါတာများတော့ဘောနော်ဟုတ်ပြီနောက်တစ်ခါထွေးတာ3ညခုနော်3ညခုအဲ့ဒါဆိုလို့ရှိရင်3ဒါနဲ့ပြန်ပေါင်း9ပေါင်း3ည9တက်8ဒီမှာ3 9တက်ပေါင်း8ဒီမှာပေါင်း3ညဒီမှာတက်နည်းနည်းလေးပဲဒီမှာလည်း3ညဒီမှာလည်း3ညဒီမှာလည်း3ညတူနေတာလေးတွေနော်ဒီမှာလည်း8ဒီမှာလည်း8တူနေတာအဲဆိုရင်သူရွေးထုတ်ချိမယ်ဆိုရှင်3ညတက်3
shit လေးလုံးပဲကျန်တယ်6လုံးထဲမှာလေးလုံးပဲကျန်တယ်ဒီထဲမှာထီရမှာပေါ့ဒီကောင်မတီးလို့မဖြစ်ဘူးဒါထီကီထီကီအထီကီဆိုတော့ခုနဒီမှာနော်ဒီဆိုင်နဲ့ရတဲ့နိခုနဲ့ဒီဆိုင်နဲ့ရတဲ့35ဒီကောင်လည်းအချင်းကြီးသားများနေပြီတော်တော်များနေပြီဆိုတော့ပြတ်မပြတ်တော့မသိဘူးပေါ့တကယ်လို့ပြတ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့တွဲကြည့်လိုက်မယ်နေရခုရနိခုရဆိုတော့ဒီမှာနော်နေ3နေခွန်3ခွန်5ဒါကြတော့အသွဲပေါ့နေ3နဲ့5ခွန်3ခွန်5ဒါကြတော့အသွဲ3နဲ့5ခွန်3ခွန်5ဒီပုံစံကြီးနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဏ္ဍထုတ်ကြည့်လိုက်မယ်ကဏ္ဍထုတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ထိတ်နဲ့နောက်ပိတ်ပေါင်း6 9 8ခွန်6ဆိုတော့โอเคနှစ်ထိတ်ရင်ထားလိုက်မယ်နော်နှစ်ထိတ်3ပိတ်6ဖြစ်ဖို့တော့ဒီမှာ3နဲ့3ဒါလည်း6ဖြစ်တယ်နောက်တစ်ခါ3ထစ်နှစ်ပိတ်ဆိုလို့ရှိရင်6ဖြစ်ဖို့တော့အမှလေး3နဲ့နောက်လည်းတစ်ခါနှစ်အလဲနောက်ပိတ်ထားအဲဆိုလို့ရှိရင်6ပြီးပေါ်တိုင်းတဲ့အဲလေနေနောက်ပိတ်ထား6ပြီးပေါ်တိုင်းလေးဟုတ်ပြီအဲ့ဒါတော့နှစ်3နှစ်5တွဲပြီးနှစ်3ရဲ့နှစ်5တွဲရဲ့ပြီးပြီနောက်တစ်ခါခွန်3ရဲ့6ပြီးပေါ်တိုင်း3ခုကို6ပြီးပေါ်တိုင်း9ဟုတ်ပြီနော်အစင်ခွန်5 6ပြီးပေါ်တိုင်းတဲ့5ခွန်6ပြီးပေါ်တိုင်း9ဒါကြတော့ဒီ site 3မျိုးပေါ့နော်ဒါကြတော့ဒီထိန်းနဲ့နောက်ပိတ်ပေါင်းတဲ့ရှောက်ရယ်ဒီကောင်ကကြတော့နှစ်ခွန်ကီးရယ်ဒီကောင်ကတော့3ကီးရယ်ဒါကြတော့အထီကီးဒါကျွန်တော်တို့ရွေးထုတ်လိုက်တဲ့အထက်မှာပြီးတော့ကျွန်တော်မိတ်ဆွေတယောက်ကတော့သူပြထားတာရှိတယ်ကျွန်တော်ဒီတစ်ပတ်တော့သူကတော့ခွန်ပိုင်တဲ့ခွန်ပိုင်လို့သူပြောတယ်ပြီးတော့ငါကတော့သူတတ်တယ်ပေါ့နော်ငါကျတော့မလာဘူးငါကျတော့မလာငါတည်ငါမလာဘူးဆိုရှင်ခွန်ပိုင်ငါမလာအဲဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ခုနငါမလာဘူးဆိုလို့ရှိရင်ဒီမှာငါကိုဖြတ်ချလိုက်3ပဲကျန်တယ်အဲ့ဒါဆိုလို့ရှိရင်ငါမပါတဲ့ဒါလည်းငါပါတယ်ကျွန်တော်တို့အကွဲနေနေပြန်ဖြုတ်ကြည့်မယ်နော်ဒါငါပါတယ်ဒီကောင်ငါပါတယ်ဒါတွေငါပါတယ်အဲ့ဒါဆိုလို့ရှိရင်ဒါကြတော့ကျွန်တော်ကန်စားရင်တော့နေ468ကွက်ရှိတယ်ကျွန်တော်တို့ဖြုတ်လိုက်တာပြန်ကွက်တော့4ကွက်ကျန်တဲ့4ကွက်ပေါ့နော်ဒါ4ကွက်အကုန်လုံးတော့ရန်ထိုးသားတင်ပါတယ်လို့ရန်အကုန်လုံးမထိုးထားရင်တော့ဒီဟာနဲ့ညှိကြည့်လိုက်ပေါ့ဒါကြတော့ဒီပဲထိုးလိုက်နေရာချထားပြီးသားဆိုတော့အမှန်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်3နဲ့3ဒီမှာငှိတယ်3ပါတယ်4 3နဲ့လည်းဒီမှာ3ပါတယ်နောက်တစ်ခါ3ခုလည်း3ပါတယ်9 3ခုလည်းပါ3ပါတယ်နော်တကယ်လို့9 5ခုဆိုတော့ဒီမှာဒီထီကီနဲ့မထီဘူးပေါ့ဒီကလည်းတစ်ခု5တော့ထီတယ်ဒီကလည်းတစ်ခု5ထီတယ်ဒီကောင်ကလည်းမစိုးဘူးနောက်တစ်ခါပြန်မှာနော်တင်းနဲ့5ဒါလည်းမစိုးဘူးဒါလည်းထီတယ်ဒီမှာတ
တစ်ပါတယ်လေးငါနှစ်ဒါဒီငွေကြတော့မထီးဘူးနော်လုံးမထီးဘူးဒီဘက်ဟုတ်ပြီလာမယ့်16ရက်နေ့အတွက်ကျွန်တော်အမြန်နီးနေပဲကျွန်တော်တွိုက်ဖြတ်ပြရနော်16ရက်5လ2026အဲ့ဆိုငါလာအတိုင်းအလုံးကောင်းကြပါစေ